ဗောဓိမြိုင်ဆိုတော့ကြီးကဒီအတိတ်အနာကပြစ္ဆုတ်ပန်နဲ့ပတ်သက်ပြီးတော့သူပြောရလေဘုံဘုံကသဘောကျတယ်သူကတော့အလွန်မှညံကြီးကြတဲ့နော်ဆရာတော်ကြီးဆိုတော့နော်အတိတ်ကိုပြန်တာကိုသူကဘယ်လိုပြောအောင်ဆိုတော့နော်သေပြီးသားအလောင်းကိုဖော်ကြည့်မနေနဲ့တဲ့ဟုတ်လားသေပြီးသားအလောင်းခေါင်းဖော်ကြည့်လဲပဲအသက်ကတော့မဝင်တော့ဘူးတဲ့ကဲသူပြောတာနော်အလောင်းကြီးမြုပ်ထားကိုပြန်ဖော်ကြည့်လဲအသက်တော့ဝင်မှာမဟုတ်ဘူးတဲ့အတိတ်ကိုအတိတ်မှာမထားဘဲနဲ့အတိတ်ကိုပြစ္ဆုတ်ပန်ကြားတဲ့ကိုတဲလာတော့အဲ့ဒါရှုပ်ကုန်တာတဲ့ဒါအတိတ်ကိုပြန်တာနဲ့ပတ်သက်သူအဲ့လိုလေးပြောတာအနာဂတ်ကိုကြံတာကြတော့သူကဘယ်လိုပြောတော့ဆိုတော့ဘိုက်ထဲမှာမွေးတောင်မမွေးသေးဘူးအထီးမအမမှန်းတောင်မသိဘူးအဲ့ဒါကိုနာမည်အမျိုးမျိုးမှဲ့နေတယ်ဟုတ်လားမမွေးသေးတဲ့ကလေးအထီးမအမမှန်းတောင်မသိဘူးဒါကိုဘာလုပ်နေတော့နာမည်မှဲ့နေတယ်တဲ့တော်နေအသေးလေးမွေးရင်လည်းမွေးလာမှာပဲလေဟုတ်လားအနာဂတ်ဆိုတာဘာမှသေကြတာမဟုတ်ဘူးပေါ့နော်ဒါကြောင့်မို့လို့ဆိုကြီးကဒီကထာလေးကိုသူရှင်းတော့အဲ့လိုလေးသူကရှင်းတာနော်အတိတ်ကိုပြန်တာဘာလို့အလောင်းပြန်ဖော်ကြည့်တာအသက်မဝင်နိုင်ဘူးတဲ့ဟုတ်လားအနာဂတ်ကိုတွေးတာတော့မမွေးသေးတဲ့ကလေးကိုကြိုးပြီးတော့နာမည်မှဲ့နေတာလေနော်အဲ့လိုနီးနဲ့ဘုန်းဘုန်းတို့ရဲ့စိတ်တွေဟာနော်ပြစ္ဆုတ်ပံကိုဆုံးရှုံးသွားတာပေါ့နော်ပြစ္ဆုတ်ပံကိုအသုံးချပြီးတော့သိရမယ်တန်ဖိုးရှိတာတွေဘုန်းဘုန်းတို့ဟာမသိလဲရဘူးပေါ့နော်တကယ်တမ်းအတိတ်ဆိုတာပါတော့ပြီးခဲ့ပြီပဲဘာမှရှိတော့တာမဟုတ်ဟုတ်လားအနာဂတ်ဆိုတာလည်းရောက်သေးတာမဟုတ်အနာဂတ်ကိုကြံတဲ့လူတွေအတိတ်ကိုပြန်တဲ့လူကပိုးပြီးတော့တောင်ဘုံဘုံမိုက်တယ်ထင်သေးတယ်အနာဂတ်ဆိုတာတော့တွေ့ရအောင်ကြုံအောင်မှဆိုတော့တချို့ကြိုးပြီးတော့စဉ်းစားကြတာတွေတော့ရှိတာပေါ့နော်အတိတ်ဆိုတာတကယ်တမ်းပါတော့စုံမြုပ်ပြီးခဲ့ပြီလေဟုတ်တယ်မဟုတ်လားစဉ်းစားကြရအလွန်ကောင်းတယ်နော်အဲ့တော့ပြောရင်လည်းပါတော့ဒီတန်တတိအမတ်ကြီးကဒီငြိမ်းအေးချောင်းစကားကိုကြားတဲ့အခါဘာဖြစ်သွားတော့ငြိမ်းသွားတယ်အေးသွားတယ်ပြောရရင်လူဝတ်နဲ့သူကရဟန္တာဖြစ်သွားတာသူ့ရဲ့စိတ်နှလုံးကိုတသံတရားလုံးတောက်လာတယ်လောင်လာတယ်မိဟာအပြည့်တိုင်းငြိမ်းသွားတယ်ဘလောက်မြက်လိုက်တဲ့စကားလဲပေါ့နော်ဒါကြောင့်မလို့နေ့စဉ်ဘုံဘုံတို့အချိန်တိုင်းလိုစကားတွေပြောနေကြတာရှိတယ်ကိုနားထောင်နေကြတာတွေရှိတယ်ဟုတ်လားဒါလေးကိုစဉ်းစားဒါကိုပြောတော့ဘုံဘုံကဘာလို့ထပ်ပြီးတော့အမှတ်ရပြန်တော့ဆိုတော့ရသော်ဘုရားဒီကိုဘေးမှာလူတွေရှိနေတယ်လူအစုဝေးပဲဖြစ်ဖြစ်ဘယ်သူပဲဖြစ်ဖြစ်ပေါ့ကိုဘေးမှာလူရှိနေတယ်ကိုကလူတစ်ယောက်နှစ်ယောက်ကြားပဲဖြစ်ဖြစ်အများကြီးကြားပဲဖြစ်ဖြစ်ပေါ့နော်အဲ့လိုရောက်နေပြီဆိုရင်ဘယ်လိုနေရမလဲတဲ့နော်ပိဋကတ်နဲ့နေလာပြီဘေးမှာလူရှိလာပြီဘယ်လိုနေမလို့နဲ့တော်တော်သဘောကျတဲ့မြတ်စွာဘုရားအဆုံးအမလေးတစ်ခုပေါ့နော်ဓမ္မီဝါကထာအရိယောဝတုန်နိပါဩတဲ့နားတွေကိုစွဲထားတဲ့အဲ့ဒီစကားလေးဓမ္မီဝါကထာအရိယောဝတုန်နိပါဩတရားစကားကိုတော်မူလိပြောဆိုလိုတာအကျိုးရှိတဲ့တန်ဖိုးရှိတဲ့ငြင်းအေးသွားစေတဲ့စကားမျိုးပေါ့နော်အဲ့ဒီလိုတရားစကားမျိုးကိုတော်လည်းပြောမပြောဘူးဆိုလို့ရှိရင်ဘလို့နေမလို့အရိယောဝတုန်နိပါဩမြတ်သောစိတ်နေခြင်းဖြင့်လဲနေတဲ့ဒီနှစ်မျိုးနဲ့ပဲနေတဲ့ကြံတဲ့နည်းနဲ့မနေနဲ့တဲ့အဲ့တော့မြတ်သောစကားကိုတော်လည်းပြောတရားစကားကိုတော်လည်းပြောတခါလေးကြောက်လည်းစကားမပြောချင်တာရှိရလေအဲ့လိုမပြောချင်တော့ဘလို့နေမလို့စိတ်နေတဲ့ဘာမှမပြောနဲ့အဲ့စိတ်နေဆိုတဲ့စကားရဲ့ရှေ့မှာဝိသေသနာစကားလေးကိုဘုံဘုံအလွန်သဘောကျတာအဲ့ဒါပါအရိယောဝါအရိယောတယ်အရိယောဆိုတာဖြူရှင်းတန်ရှင်းတယ်မြင့်မြတ်တယ်ကောင်းတဲ့စိတ်ကလေးနဲ့တိတ်နေလို့ပြောတာတချို့ကတိတ်တော်နေတယ်စိတ်ကောက်ပြီးတော့နေတာလေဟုတ်လားစဉ်းစားကြည့်လေတိတ်နေတိုင်းကောင်းတာမဟုတ်ဘူးနော်တချို့ကတိတ်တော်နေတယ်ဘာသာမှကိုမထွက်ဘူးဒါပေမဲ့စိတ်ထဲမှာတော့ဘလို့ဖြစ်နေတော့ဘလောင်ဆူးနေတာပေါ့နော်စိတ်ထဲမှာတော့ညမ်းနေတာပဲအပြင်သားအတန်မထွက်တာလေဒါထွက်ခွင့်ကြုံလို့ထွက်လာပြီဆိုတော့မပြီးတော့ဘူးအဲ့လိုလူမျိုးကဟုတ်လားအဲ့တော့တိတ်နေဆိုတာဘလို့နေရမှာတော့မြတ်သောဆိုတဲ့ရှေ့ကဝိသေသနာလေးပါရမယ်နော်မြတ်သောတိတ်နေခြင်းတဲ့ဟုတ်လားဒါလူအတိုင်းဝိုင်းနဲ့မကင်းနိုင်ကြတဲ့ဘုံဘုံတို့တွေအတွက်ဓမ္မီဝါကထာအရိယောဝတုန်နိပါဩတရားစကားကိုတော်မူလိပြောသို့မဟုတ်မြတ်သောစိတ်နေခြင်းဖြင့်လည်းနေတဲ့ဒါလည်းပဲစကားကောင်းလေးပေါ့နော်အေးအဲ့တော့မြတ်စွာဘုရားကငါပြောတဲ့စကားတွေကိုတော့တန်ဖိုးရှိမရှိဆိုတာကိုနဲတယ်များတယ်ဆိုတဲ့ပမာဏနဲ့သတ်မှတ်လို့မရဘူးစကားတစ်ခွန်းရဲ့တန်ဖိုးဆိုတာနော်ဒီလူရဲ့စိတ်ထဲမှာတောက်နေတဲ့မီးကိုနော်ဘယ်အတိုင်းတာထိညှိမ့်သက်ပေးနိုင်တယ်လဲဆိုတဲ့အနေအထားမျိုးနဲ့ဆုံးဖြတ်ရမှာဟုတ်လား